အရာရာမှာစိတ်ဓာတ်ဟာမတ္တမအရေးကြီးတယ်ဒါကြောင့်မို့စိတ်ဓာတ်နဲ့လောကမှာရှိတဲ့လူတွေကိုခွဲခြားပြီးတော့ကြည့်လိုက်တဲ့အခါမှာစိတ်ဓာတ်ပြောညံ့သူနဲ့စိတ်ဓာတ်ကြန့်ခိုင်သူလို့ဒီလိုနှမျိုးခွဲခြားလို့ရတယ်စိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်ဟာအရာရာမှာအောင်မြင်မှုကိုရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူးရုပ်ပိုင်းဆိုင်ရာပြောညံ့မှုနဲ့မသက်ဆိုင်ပဲနဲ့စိတ်ဓာတ်ပြောညံ့နေပဲဆိုလို့ရှိရင်တော့အောင်မြင်မှုမရနိုင်တဲ့ပုဂ္ဂိုလ်မျိုးလောကမှာကြာရှုံးခြင်းဖြင့်အဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နိုင်တယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်စိတ်ဓာတ်ပြောညံ့နေခြင်းဟာကောင်းတဲ့အသွင်သဏ္ဍာန်မရှိဘူးဒါကြောင့်မို့စိတ်ဓာတ်ကိုကြန့်ခိုင်အောင်ကြိုးစားဘာသာရေးကိစ္စမှာမြတ်စွာဘုရားရဲ့အဆုံးအမမှာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်တဲ့ဤစနစ်တွေဆိုပါစို့သမထကျင့်စဉ်ကိုကျင့်တာပဲဖြစ်ဖြစ်ဝိပဿနာကျင့်စဉ်ကိုကျင့်တာပဲဖြစ်ဖြစ်စိတ်ဓာတ်ကြန့်ခိုင်အောင်ကျင့်တာပဲဖြစ်တယ်စိတ်ဓာတ်ကြန့်ခိုင်မှုကိုရစေတတ်တဲ့အကျင့်တွေလုံးဝစိတ်ဓာတ်ကြန့်ခိုင်သွားတဲ့ပုဂ္ဂိုလ်ဟာယဟန္တာပုဂ္ဂိုလ်ပဲစိတ်ဓာတ်အပြောညံဆုံးပုဂ္ဂိုလ်ကတော့ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာစိတ်ဓာတ်ပြောညံယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်တော့စိတ်ဓာတ်ရဲ့ကြန့်ခိုင်မှုကအစွမ်းကုန်အထွတ်ထိပ်ကိုရောက်သွားပြီဒါကြောင့်မို့ဘုန်းကြီးတို့တွေစိတ်ဓာတ်ပြောညံ့သူမဖြစ်ဖို့စိတ်ဓာတ်ကြန့်ခိုင်မှုဖြစ်အောင်မိမိရဲ့စိတ်ကိုလေ့ကျင့်ပြီးတော့မြတ်စွာဘုရားအဆုံးအမတိုင်းလိုက်နာဆောင်ရွက်ဖို့တန်တရားခရီးထဲမှာဘဝခရီးကိုရှောင်လန်းနေကြတဲ့ပုဂ္ဂိုလ်တိုင်းဟာစိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်သည်အောက်တန်းနောက်တန်းရောက်သွားသလိုပဲစိတ်ဓာတ်ကြန့်ခိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့အထက်တန်းကိုရောက်လာစီးပွားရေးကိစ္စမှာပဲဖြစ်ဖြစ်နိုင်ငံရေးကိစ္စမှာပဲဖြစ်ဖြစ်လူမှုရေးကိစ္စမှာပဲဖြစ်ဖြစ်မြည်သည့်ကိစ္စမျိုးကိုဆောင်ရွက်လောကမှာစိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်များဟာအောက်တန်းရောက်သွားတာဒါကြောင့်မို့စိတ်ဓာတ်ကြန့်ခိုင်အောင်လေ့ကျင့်ရမယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာလက်တွေ့အမတန်မှကြပြီးတော့လက်ရှိဘဝကြီးပွားတိုးတက်ရေးအတွက်ဥတည်ချက်ထားသလိုဒီဘဝရဲ့အခြားမဲ့နောင်ဘဝလို့ဆိုတဲ့အနိကဘဝအတွက်လည်းပဲကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့ဤစနစ်တွေကိုပေးတာဖြစ်တယ်ဒီဘဝလည်းအကျိုးရှိရမယ်နောင်ဘဝလည်းအကျိုးရှိရမယ်နောက်ဆုံးမှာဘယ်ဘဝမှာမကောင်းဘူးဘဝကလွတ်ချင်တယ်ဆိုလို့ရှိရင်လေစိတ်ဓာတ်ကြန့်ခိုင်မှုကိုခြေပြုပြီးတော့ဤစနစ်တွေနဲ့ဆောင်ရွက်လုပ်ကင်ပြီးတော့သွားနိုင်တယ်ဒါကြောင့်မို့ဒီနေ့ခေတ်ပြောနေတဲ့ကမ္မထံအထုတ်တယ်ကမ္မထံထိုင်တယ် meditation လုပ်တယ်ဆိုတာတွေအဓိကကတော့စိတ်ဓာတ်ကြန့်ခိုင်အောင်ပြုလုပ်ခြင်းပဲဖြစ်တယ်စိတ်ဓာတ်ကြန့်ခိုင်အောင်မဖြစ်လာဘူးဆိုရင်ကိုလုပ်တဲ့အလုပ်ဟာမှားယွင်းနေသေးတယ်လို့ပြောတယ်လူတွေရဲ့စိတ်ဓာတ်ဟာကြန့်ခိုင်မှုရှိတယ်ဘယ်ဘက်ကစမ်းလောကရန်ဆိုတဲ့မုန်တိုင်းတွေနဲ့ကြုံတဲ့အခါမှာလူတွေရဲ့စိတ်ဓာတ်တွေဟာရင်းရိုင်ပြီးတော့သွားရတယ်ယဟနာပုဂ္ဂိုလ်တွေရဲ့စိတ်ကြတော့အဲ့လိုရင်းရိုင်သွားတာမျိုးလုံးဝမရှိတော့ဘူးသေလောယထာဧကခနောဝါတေနနသမိရတိကြောက်သားပဂတိပြီးတဲ့တောင်ကြီးဟာဘလောက်ကြီးမားတဲ့ပြင်းထန်တဲ့မုန်တိုင်းကြီးပဲတိုက်လှုပ်ရှားသွားတယ်လို့ရွေ့သွားတယ်လို့မရှိနိုင်ထို့တူပဲယန္နာပုဂ္ဂိုလ်ရဲ့စိတ်ဟာလောကရန်မုန်တိုင်းတွေဘယ်လိုပဲတိုက်ခတ်ရွေ့ရှားသွားတယ်ရိမ့်ရိုင်သွားတယ်ဆိုတာမရှိဘူးတဲ့လှုပ်ရှားရိမ့်ရိုင်သွားတယ်ဆိုတာဘာပြောတာတော့လောကရဲ့တဘာဝကိုလောကဓမ္မလောကရန်လို့ခေါ်တာလောကမှာကြုံတွေ့နိုင်တဲ့တဘာဝ
ယာရုဂုံသိစိစိတ်ဥစ္စာရတဲ့အခါရှိသလိုမရတဲ့အခါရှိအချမ်းရအကျော်ဆုံးရှိတဲ့အခါရှိသလိုမရှိတဲ့အခါမှလည်းရှိတယ်ချီးမွမ်းခံရတဲ့အခါရှိသလိုကဲ့ရဲ့ခံရတာလည်းရှိတယ်ချမ်းသာဒုက္ခနဲ့ကြုံတွေ့ရတဲ့အခါမျိုးရှိသလိုဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတဲ့အခါမျိုးလည်းရှိတယ်လောကရဲ့မတည်ငြိမ်တဲ့သဘာဝအရာလူတွေဟာနှိမ့်တုံမြင့်တုံလို့ဆိုတဲ့အခြေအနေမျိုးမျိုးကိုကြုံတွေ့ခံစားကြအဲ့ဒါလို့ကြုံတွေ့ခံစားကြတဲ့အခါစိတ်ဓာတ်ပြော့ညံ့တဲ့ပုဂ္ဂိုလ်တွေကြတော့ဘာဖြစ်သွားလဲမကောင်းတဲ့လောကရန်နဲ့တွေ့ကြုံသွားလို့ရှိရင်စိတ်ဓာတ်တွေကျဆင်းပြီးတော့နောက်ဆုံးမှာကိုယ့်ကိုယ်တတ်သိခြင်းဆိုတာနဲ့အဆုံးသတ်သွားအေးကောင်းတဲ့လောကရန်တွေနဲ့တွေ့တဲ့အခါမှာလဲလူတွေဟာတက်ကြွမောက်မာပြီးတော့ဘဝင်မြင့်သွားတတ်ကြသေးတယ်ဒါကြောင့်မို့ကောင်းတာနဲ့ပဲကြုံကြုံမကောင်းတာနဲ့ပဲဆုံးဆုံးမိမိစိတ်ဓာတ်ဟာရဲရဲလှုပ်ရှားခြင်းမရှိပဲပဂတိအနေအထားမျိုးရအောင်လေ့ကျင့်ပြီးတဲ့နည်းစနစ်ကိုဘာဝနာလို့ခေါ်တာပဲဘာဝနာဆိုတာတတိတရားတွေတိုးပွားလာအောင်ပညာတရားတွေတိုးပွားလာအောင်သမာဓိစွမ်းအားတွေတက်လာအောင်လေ့ကျင့်ပေးတဲ့သဘောအဲ့ဒါလို့လေ့ကျင့်ပေးမှုသည်လောကရန်ကိုခိုင်ခတ်လောကရန်ရဲ့သဘာဝတွေကြောင့်လှုပ်ရှားရင်းရိုင်မှုမရှိအောင်ကြန့်ခိုင်တဲ့စိတ်ဓာတ်ကိုရရှိစေနိုင်တယ်လို့အဲ့တော့ဘုရားဗတဝင်သူတဲ့စင်ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုလိုအပ်တယ်ပြောညံ့တဲ့ပုဂ္ဂိုလ်မျိုးမဖြစ်စေရဘူးစိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်မျိုးသည်လောကီကိစ္စမှာလည်းအောင်မြင်မှာမဟုတ်ဘူးလောကုတ္တရာဘဝလွတ်မြောက်ရေးကိစ္စမှာလည်းပဲရှုံးညင်းတဲ့ရင်ဆိုင်ရမယ့်ပုဂ္ဂိုလ်သာဖြစ်တယ်အရာရာမှာစိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်ဟာအရှုံးနဲ့သာရင်ဆိုင်ရတာအဲ့ဒါမျိုးမဖြစ်အောင်ဘုန်းကြီးတို့တွေစိတ်ဓာတ်ကြန့်ခိုင်အောင်လေ့ကျင့်ရမယ်အဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်မှုကိုဖြစ်စေတတ်တဲ့အကြောင်းတွေကအကျဉ်းချုပ်ပြောရင်မြတ်စွာဘုရားရဲ့အဆင့်30နဲ့လေ့ကျင့်တဲ့စနစ်ပဲဖြစ်တယ်နံပါတ်1ကကိုယ်ချင်းတရားကောင်းအောင်လေ့ကျင့်ရကိုယ်ချင်းတရားကောင်းလို့ရှိရင်အာကိုတစ်ခုဖြစ်လာပြီးတော့စိတ်ဓာတ်ကြန့်ခိုင်လာကိုယ်ချင်းတရားပြက်ပြားသွားတဲ့ပုဂ္ဂိုလ်ဟာစိတ်ဓာတ်ကိုပြော့ညံ့သွားစေတယ်ကိုယ်ချင်းတရားပြက်ပြားမှုသည်စိတ်ဓာတ်ကိုအားပြော့သေးသိမ်သွားစေတယ်ငါမဟုတ်တာလှုပ်ထားတာပဲဆိုပြီးတော့လူရဲ့စိတ်ထဲမှာသူများတွေကကိုယ်အကြောင်းမသိတော့လည်းပဲကိုယ်အကြောင်းသိနေတော့အရေးမဲကြီးတို့ကိုယ်ချင်းချောက်နေသလိုဖြစ်ပြီးစိတ်ဓာတ်ဟာတုံလုံးချောက်ချားနေတတ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကိုချင်းသီလနဲ့ပြည့်စုံအောင်ကြိုးစားအထောက်အမယ်။ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ဟာစိတ်ဓာတ်ကြံ့ခိုင်မှုကိုရနိုင်တယ်။ဘလောက်ပဲအဆိုးနဲ့ကြုံငါမှအာကိုးစရာသီလရှိတယ်။ငါကိုချင်းတရားတွေကောင်းတယ်။မဟုတ်တာမပြောဘူးမမှန်တာမလုပ်ဘူးလို့ဆိုတဲ့အာကိုးလောက်တဲ့ကိုချင်းသီလရှိထားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကြံ့ခိုင်တယ်ပေါ့ဘယ်လိုပဲအခက်ခဲတွေနဲ့ကြုံဒီပုဂ္ဂိုလ်မျိုးရဲ့စိတ်ဓာတ်ရင်းရိုင်သွားတာမျိုးမရှိနိုင်ဘူးတဲ့ဒါကြောင့်မို့သီလဆိုတာနဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်အောင်လေ့ကျင့်ပေးဖို့လိုအပ်တယ်ပေါ့နောက်တစ်ခုသမာဓိဆိုတာနဲ့လည်းစိတ်ဓာတ်ကြံ့ခိုင်အောင်လေ့ကျင့်ပေးရဖြစ်တယ်သမာဓိဆိုတာအာယုတကူရဲ့ပုံမှာစိတ်ကိုထားနိုင်တဲ့စွမ်းရည်တတ္တိဟိုတွေးဒီတွေးစိတ်တွေခြောက်ခြားပြီးတော့စိတ်တွေပြန့်လွင့်နေတဲ့အနေအထားတစ်ခုဒီမိမိရဲ့စိတ်ဓာတ်ကိုပြောညံ့သွားစေယူနဲ့ရင်ဆိုင်ရဖြတ်ခန်းနေရတဲ့ဟာဘလောက်ဒုက္ခရောက်တယ်လဲဆိုတော့စဉ်းစားကြည့်လေကိုယ်နိုင်ဘူးလို့ဆိုကြတယ်သူများမျက်နှာ sense organ တွေ6မျိုးရှိတယ် sense organ တွေ6မျိုးရှိတယ်မျက်စိနဲ့ပြင်ဘက်ကအဆင်းအာယုန်တွေဆက်သွဲတယ်နားနဲ့အသံတွေဆက်သွဲတယ်နှာခေါင်းနဲ့အနံ့ကိုဆက်သွဲတယ်လျှာနဲ့အရသာကိုဆက်သွဲတယ်ခန္ဓာကိုယ်နဲ့အထီးတွေကိုဆက်သွဲစိတ်နဲ့ကြံတွေးသိတဲ့အာယုန်တွေကိုဆက်သွဲလာတယ်ဟောပြင်မနဲ့ဆက်သွဲတဲ့ organ တွေနဲ့ပတ်သက်လာပြီးတော့လုံးဝလွတ်ထားတဲ့ပုဂ္ဂိုလ်မျိုးလုံးဝလွတ်ထားတဲ့ပုဂ္ဂိုလ်မျိုး
လက်ခံတဲ့ဟာကိုလက်ခံလို့မလက်ခံတဲ့ဟာကိုလက်မခံပဲညှင်းပယ်လို့အဲ့ဒီလိုမလုပ်ဘဲနဲ့အာယုမှန်သမျှကိုလက်ခံသိမ့်ပိုက်တတ်တဲ့ပုဂ္ဂိုလ်မျိုးမျက်စိအမြင်ကနေပြီးတော့ဖြစ်ပေါ်လာမဲ့ကောင်းတဲ့အာယုကိုမြင်လို့လောဘဖြစ်တာမထိန်ချုပ်ဘူးမကောင်းတဲ့အာယုမြင်လို့ဒေါသဖြစ်ရင်လည်းမထိန်ချုပ်ဘူးနားကအတန်ကြားလို့ကောင်းတဲ့အတန်ကြားရင်လည်းလောဘဖြစ်တာကိုမထိန်ချုပ်ဘူးမကောင်းတဲ့အတန်ကြားလို့ဒေါသဖြစ်တာကိုလည်းမထိန်ချုပ်ဘူးကြည့်လေတစုံတစ်ယောက်ကကိုယ့်အပြစ်ကိုလာပြောလိုက်တယ်တယောက်ယောက်ကလာပြောတယ်ဘယ်လိုပြောနေတယ်အတန်ကြားလိုက်တာနဲ့ဒေါသမထိန်ချုပ်ဘူးဆိုပြဿနာတက်မှာပေါ့ဒီလိုဆိုတာပေါ့နော်ဘယ်အရာပဲဖြစ်ဖြစ်မျက်စိကမြင်တဲ့အရာပေါ်မှာလောဘဖြစ်တာကိုထိန်ချုပ်ဖို့လိုတယ်မျက်စိကမြင်တဲ့အရာပေါ်မှာဒေါသဖြစ်တာကိုလည်းထိန်ချုပ်ဖို့လိုတယ်ဒါတွေကိုမထိန်ချုပ်နိုင်ဘူးဆိုရင်စိတ်ဓာတ်ကပျော့ကျသွားမှာပဲကိုယ့်ကိုစဉ်းစားကြည့်နော်မျက်စိကလှတာပတာမြင်တဲ့အခါမှာသဘောကျတဲ့စိတ်တွေပေါ်သလားမျက်စိကကိုမမြင်ကျင်တဲ့အရာမြင်တဲ့အခါမှာဒေါသဖြစ်တာတွေဖြစ်သလားဟောလောဘဖြစ်ပြီးဒေါသဖြစ်ပြီးဆိုရင်အိန္ဒြေကိုမထိန်ချုပ်တာလို့ဒီလိုဆိုလို့တယ်ပေါ့အိန္ဒြေကိုထိန်ချုပ်အောင်အိန္ဒြေကိုထိန်ချုပ်တယ်မထိန်ချုပ်ဘူးဆိုတာမကြည့်ပဲနေတာပြောတာမဟုတ်ဘူးနားမထောင်ပဲနေတာပြောတာမဟုတ်ဘူးမျက်စိဆိုတာကြည့်စရာရှိရင်မြင်မှာပဲလေမြင်စရာရှိမြင်မှာပဲနားကလည်းကြားစရာရှိကြားမှာပဲအနှုတ်ဆိုလို့ရှိရင်မမြင်ရလို့မမြင်မဲနေရင်မျက်စိကန်းတဲ့လူတွေဒီကိစ္စတွေအောင်မြင်နေမှာပေါ့နားကန်းနေတဲ့လူမကြားရင်ဒေါသငြိမ့်နေမှာပေါ့ဒီလိုဆိုလိုတာမဟုတ်ဘူးဒါကြောင့်မို့မျက်စိကမြင်လာတဲ့အာယုံပေါ်မှာလောဘဖြစ်ရင်ထိန်ချုပ်ရမယ်ဒေါသမဖြစ်အောင်ထိန်ချုပ်ရမယ်နားကကြားတဲ့အတန်ပေါ်မှာလောဘဒေါသမဖြစ်အောင်ထိန်ချုပ်ရမယ်နှာခေါင်းကနမ်းရှုလိုက်တဲ့အနံ့ပေါ်မှာလောဘဒေါသမဖြစ်အောင်ထိန်ချုပ်ရမယ်လျှာကအရသာခံလာတဲ့ပုံမှာလောဘဒေါသမဖြစ်အောင်ထိန်ချုပ်အောင်ထိန်ချုပ်တယ်ဆိုတာဘာပြောရမယ်ဆိုလို့ရှိရင်ဝက်သားမတည့်ဘူးပေါ့ဝက်သားမတည့်တဲ့ပုဂ္ဂိုလ်သွေးတို့ရှိတယ်ဝက်သားမတည့်ဘူးဆိုပါရှားကနေပြီးတော့ဝက်သားအရသာတွေးလိုက်တယ်မထိန်ချုပ်နိုင်ဘူးအဝါစားပြစ်လိုက်တယ်သွေးတွေတက်ရောအချိုကြိုက်တယ်စီးကြိုရှိတယ်စီးကြိုရှိတယ်အချိုကြိုက်တော့လဲစီးကြိုရှိတဲ့အခါရှားကနေပြီးတော့အချိုတွေးတဲ့အခါမှာမထိန်ချုပ်ဖဲနဲ့စားလိုက်မယ်ဆိုရင်တခါစီးကြိုတက်ပြန်ပြဿနာတက်တယ်ဆိုအဲ့ဒါပြောတာနော်ထိန်ချုပ်ကလျှာကိုလည်းလျှာကနေပြီးတော့ကိုကြိုက်တဲ့အရာသာဖြစ်လာရင်လောဘမဖြစ်အောင်ထိန်ချုပ်မကြိုက်တဲ့အရာသာဆိုလဲဒေါသမဖြစ်အောင်ထိန်ချုပ်အောင်ဒီထိန်ချုပ်မှုတွေကလောက်ကိုလောက်အဲ့ဒါကိုပြောတာအိန္ဒြိယေသူအတံဝုတံနဲ့မထိန်ချုပ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာပြဿနာတက်မှာသိချာအိန္ဒြိယေဆိုတာ sense organ 6မျိုးကိုပြောတာဒီနေရာနော်မျက်စိနဲ့ပတ်သက်ပြီးထိန်ချုပ်မှုမရှိဘူးနားနဲ့ပတ်သက်ပြီးထိန်ချုပ်မှုမရှိဘူးနှာခေါင်းနဲ့ပတ်သက်လို့ထိန်ချုပ်မှုမရှိဘူးလျှာနဲ့ပတ်သက်ပြီးထိန်ချုပ်မှုမရှိဘူးကိုယ်ကာယနဲ့ပတ်သက်ပြီးထိန်ချုပ်မှုမရှိဘူးစိတ်အကြံတွေးတွေနဲ့ပတ်သက်ပြီးတော့လည်းထိန်ချုပ်မှုမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာပြဿနာဖိတ်ခေါ်နေတဲ့ပုဂ္ဂိုလ်ဖြစ်လို့ပြဿနာတွေနဲ့လုံးလက်ခပြီးစိတ်ဓာတ်ပြော့ညံ့စေတတ်ပြော့ညံ့သွားတဲ့အနေအထားမျိုးရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်တယ်အဲ့ဒါလို့မဖြစ်ရအောင်ဘာလုပ်ရမလဲစိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ဖို့အတွက်မျက်စိနာနာလျှာကာယမနလို့ဆိုတာတွေကဝင်လာတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးစိတ်အခြေအနေတွေကိုထိန်းချုပ်ပေးရမယ်ဒီလိုဆိုတာပေါ့နော်မျက်စိကမြင်တာမြင်ပါစေမြင်တဲ့အာယုန်ပေါ်မှာလောဘမဖြစ်အောင်ထိန်းချုပ်မယ်ဒေါသမဖြစ်အောင်ထိန်းချုပ်မယ်နားကကြားသမျှအတန်ဒီပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိန်းချုပ်မယ်နှာခေါင်းကနမ်းရှူရတဲ့အနံ့တွေပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိန်းချုပ်မယ်လျှာကအရသာခံရတဲ့အရသာပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ကိုယ်ကာယကထိတွေ့တဲ့အာယုန်တွေပေါ်မှာစိတ်ကကြံတွေးတဲ့အာယုန်တွေပေါ်မှာလောဘမဖြစ်ဒေါသမဖြစ်အောင်ထိန်းချုပ်တယ်အဲ့ဒါကိုအိန္ဒြိယေသူတံဝုတံမျက်စိနာနာလျှာကာယမနလို့ဆိုတဲ့အိန္ဒြေနဲ့ပတ်သက်လာပြီးတော့ထိန်းချုပ်မှုရှိရမယ်မထိန်းချုပ်ဘဲနဲ့နေကြည့်ပါလား
နော်မထိန်ချုပ်ပဲနဲ့နေကြည့်ပြဿနာတစ်ခုခုတော့ဖြစ်မှာပဲသိကြတယ်မတဲတာစားမိရင်လည်းပြဿနာပဲမကြားတဲ့နာကြားမိရင်လည်းပြဿနာပဲဒီလိုဖြစ်မှာပေါ့အဲ့တော့စိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်ဟာဒီလိုမထိန်ချုပ်သည့်အတွက်ကြောင့်စိတ်ဓာတ်ပြောညံ့မှုတွေကိုဖြစ်ပေါ်စေတယ်စိတ်ဓာတ်ကြံ့ခိုင်မှုဖြစ်အောင်ဒါတွေကိုထိန်ချုပ်ပြီးတော့အမှန်သိအောင်ကြိုးစားနေရမယ်လို့ဒီလိုဆိုတာပေါ့ဟောနောက်တစ်ခုမြတ်စွာဘုရားဟောတယ်ဘောဇနမိစ္ဆာမတ္တညုလူတွေဟာနေစဉ်နဲ့အမျှအစာစားပြီးတော့အသက်ရှင်ကြတာလေအစာစားပြီးအသက်ရှင်ကြဒီအစာအာဟာရဟာလူအတွက်ကျန်းမာရေးကိုကောင်းတိုးတက်စေသလိုကျန်းမာရေးကိုလည်းပျက်စီးစေတတ်တယ်အစာအာဟာရအသက်ရှည်စေတတ်တယ်လို့အသက်လည်းတိုးစေတတ်တယ်ဘုရားအလောင်းတွေကြည့်ကံတရားနဲ့သွားပြီးတော့မတွက်နိုင်နဲ့ကံဘလောက်ကောင်းကောင်းနော်ဘယ်ပေါ်မှာမိပြီးတော့လူအသက်ဟာရှိတာတိုးတာဖြစ်တယ်လေလို့ဆိုရင်ဥဒုနာဘောဇနေနအာယုဟာယတိပိဝတ္တတိပိဇာတိဥဒုကြောင့်အသက်ဟာတိုးတာရှိတာပြောင်းလဲဖြစ်ပေါ်စေတတ်တယ်အစာအာဟာရကြောင့်လည်းအသက်တိုးရှိပြောင်းလဲဖြစ်ပေါ်စေတတ်တယ်ကံတရားကကြီးပဲအဆုံးဖြတ်ပေးသွားတာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အစာအာဟာရဟာဘလောက်အရေးကြီးတယ်လဲဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒီမှာစိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်ဟာဒီအချက်နဲ့ပတ်သက်ပြီးတော့လည်းမထိမ့်သိမ့်နိုင်ဘူးသူကဘောဇနမိစ္ဆမတ္တညုအစာအာဟာရနဲ့ပတ်သက်ပြီးအတိုင်းအတာတစ်ခုသူမသိဘူးတဲ့တယ်မတဲ့ဘူးဆိုတာလည်းမသိဘူးရည်ရွယ်ချက်ကိုလည်းမသိဘူးမသိသည့်အတွက်ကြောင့်အစာစားခြင်းကြောင့်သူ့မှာပြဿနာဖြစ်တယ်။ကျမ်းမာရေးထိခိုက်တယ်ဆိုတဲ့ဟာအပေါ့ဆုံးအပြစ်ပဲ။အဲ့ဒီတည်းကြီးမားလာလို့ရှိရင်တော့အသက်တူခြင်းဆိုတာတွေထိအောင်ဖြစ်ပေါ်လာဒီလိုဆိုတာပေါ့နော်။ဒါကြောင့်မို့လို့အစာနဲ့ပတ်သက်ပြီးတော့အတိုင်းအတာတစ်ခုကိုသိအောင်လို့ဆိုပြီးတော့ကမ္မထာရိပ်သာတွေမှာဝင်တဲ့အခါမှာလေယောဂီပုဂ္ဂိုလ်တွေဆင်ញင်ကြရတယ်ဆိုတာဒီအသိဉာဏ်ကိုပေးထားတယ်စိတ်ဓာတ်ပြော့ညံ့သွားတဲ့ပုဂ္ဂိုလ်မဖြစ်စေရဘူးဤသည့်စားပွဲအမဲမဲကိုမြူးရွယ်မှန်ကြွလှပရည်ရှင်ပြဖြိုးခြင်းငါမသုံးပါဘူးမြူးရပြောပါကစားဖို့ကစားနိုင်အောင်မြူးပြောနိုင်အောင်စားတာမဟုတ်ဘူးဒီလိုဆိုလို့တော့အသားရည်ပြဖြိုးအောင်စားတာမျိုးမဟုတ်ဘူးအလှတိုးအောင်စားတာမဟုတ်ဘူးဒီလိုဆိုလို့တယ်မြူးရွယ်မှန်ကြွလှပရည်ရှင်ပြဖြိုးခြင်းငါမသုံးပါဘူးဒါတွေနဲ့ရည်ရွယ်ပြီးတော့အစာမစားပါဘူးဒါတွေတက်စားတာမဟုတ်ပါဘူးဒီလိုဆိုလို့လေးပြဓာတ်ဆောင်ဤကိုကောင်းသည်ရှိအောင်တည်လျက်ပထဝီဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့ဟောဒီခန္ဓာကိုယ်ကြီးတည်ထအောင်အစာစားတဲ့ကြောင့်အစာကိုအမိပြုပြီးတော့သဗ္ဗတတ္တအာဟာရထိတိကာလို့ဆိုတဲ့အတိုင်းအာဟာရကြောင့်ဟောဒီခန္ဓာကိုယ်ကြီးဆက်လက်ပြီးတော့ရှင်သန်နေအောင်စာစားတယ်အသက်မြတ်တမ်းမမောပညာတတန်းရှိသည်မြတ်ကိုယ်တတန်းရှိသည်မြတ်အသက်ရှိသည်မြတ်ဟာပင်မနှွမ်းနေမှုမဖြစ်စေရဘူးဒီလိုဆိုလို့ရပေါ့နော်အဲ့ဒီရည်ရွယ်ချက်တွေနဲ့စာဒါဟာအတိုင်းတာကိုသိတယ်လို့ဒီလိုအဓိပ္ပာယ်ရအချင်းချုပ်ပြောမယ်ဆိုရင်ဒီအစာစားတဲ့အခါမှာအစာကြေလွယ်တဲ့အစာကိုစားရမိမိနဲ့တော်တာကိုပဲစားရတော်တာတောင်မှပဲအတိုင်းတာတစ်ခုနဲ့စားရမယ်ဒီလိုဆိုဒါကြောင့်မို့နောက်ဆုံးမှာဝေဒနာဟောင်းသစ်မဖြစ်စေရရပိုက်မြတ်တဲ့ခတ်သိမ်းပြစ်ကိုမဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိဝဲပါသည်ဆိုဟောဝေဒနာဟောင်းသစ်မဖြစ်စေရမစားဘဲနေလို့ရှင်အစာအိမ်ဟုတ်လားထိခိုက်မယ်မစားဘဲနေဝေဒနာအဟောင်းကရှိနေစားလောင်တဲ့ဝေဒနာကိုဝေဒနာအဟောင်းလို့ခေါ်တယ်
ဝေဒနာအသစ်ဆိုတာအစာလွန်ခြင်းကြောင့်အစာမကြေတာတို့ဗိုက်အင်တာတို့ဒါမျိုးတွေဝေဒနာအသစ်လို့ခေါ်တယ်အဲ့တော့ဝေဒနာအဟောင်းကိုလည်းပျောက်စေရမယ်ဝေဒနာအသစ်ကိုလည်းမဖြစ်စေရဘူးရာပိုက်မြတ်လက်ဆိုတာသွားလို့လာလို့နေလို့ထိုင်လို့ကောင်းရုံလောက်ပဲစားရမယ်အလွန်ကြီးမစားရဘူးလို့ဟောတာတွေကစိတ်ဓာတ်ကြံ့ခိုင်မှုအတွက်အထောက်အကူတွေဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့စားကြတာစားမယ်တဲ့တာရောမတဲ့တာရောကြိုက်တာစားလိုက်တာစားပြီဆိုလည်းအတိုင်းတာမရှိဘူးအေးလူတွေကပြောကြသေးတယ်နော်ဝါဝါစားပြီးစောစောသိမယ်ဆိုတဲ့လူကအများကြီးပဲအဲ့ဒါလို့ရတ္တတဏှာဆိုတာကိုမဆုံးလွတ်နိုင်ကြဘူးမဆုံးလွတ်နိုင်တဲ့အတွက်ကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုမရဘူးတဲ့စိတ်ဓာတ်ပြော့ညံ့တဲ့ပုဂ္ဂိုလ်တွေဖြစ်သွားနိုင်တယ်ဒါကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုဆိုဒီမှာအစစရာကိုယ့်ကိုပြင်ပေးဖို့လိုအပ်တယ်ပေါ့ကိုစားတဲ့အစာဟာဘာအတွက်စားတာလဲအစာစားသမျှကြိုက်လို့စားတာမျိုးဆိုတော့မဖြစ်စေရဘူးတဲ့အသက်ရှည်ဖို့စားတာဒါဖြစ်ရအလုံးလုံးနိုင်အောင်စားတာဒါဖြစ်ရပညာရှာနိုင်အောင်အများအကျိုးကိုအကျိုးဆိုတာလို့အကျိုးစီးပွားတွေကိုဆောင်ရွက်နိုင်အောင်စားတယ်ဆိုတဲ့ရွေးချက်နဲ့စားဒီလိုဆိုတာမြတ်စွာဘုရားစားတာတောင်မှပဲစနစ်တကျစားဖို့သင်သွန်သင်ပေးထားတာမြတ်စွာဘုရားအဲ့ဒါလို့နီးနဲ့မဟုတ်ဘဲနဲ့ကြိုက်လို့စားတယ်ဆိုတဲ့ပုံကိုယ်တွေဟာပြဿနာတွေကိုဖိတ်ခေါ်ထားသလိုဖြစ်ပြီးအစာစားခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ပြဿနာတွေကြောင့်စိတ်ဓာတ်ကျเสียဖြစ်တယ်ပေါ့နောက်ဆုံးမှာစိတ်ဓာတ်ပြော့ညံ့သူဖြစ်ပြီးတော့ဘဝမှာရှုံးသွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဘဝမှာအရှုံးကြီးမဖြစ်ရလေအောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်မျိုးတွေဖြစ်ပေါ်စေဖို့အတွက်စားတဲ့အစာအစပြီးတော့ကိုယ့်ကိုဆင်ញင်သုံးသပ်တတ်ဖို့ကိုယ်စိတ်ကိုထိမ့်ချုပ်နိုင်ဖို့ဒီလိုကြိုးစားအထောက်ကြရမယ်ဒါမှစိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်။ဟောဒီဒေသနာတော်မှာဒီလိုဟောတာနော်။အဲ့တော့မြတ်စွာဘုရားတရားတော်တွေကဆေးလိုပဲလက်တွေ့ကျင့်သုံးရမယ်လက်တွေ့လိုက်နာဆေးဆိုတာမတော့ဘဲနဲ့ပလင်းနဲ့ထဲထားရုံယောဂပြောင်းမှာမဟုတ်ဘူးလေ။မြတ်စွာဘုရားတရားတော်တွေလည်းနာယုံနာမှတ်ယုံမှတ်ထားပြီးတော့လိုက်နာကျင့်သုံးမှုမပြုဘူးဆိုရင်ဘာအကျိုးမှထွက်လာမှာမဟုတ်ဘူး။ဘယ်ရာပဲဖြစ်ဖြစ်အသုံးချမှအကျိုးဆိုတာဖြစ်ပေါ်လာတယ်ပေါ့ဟောစိတ်ဓာတ်ပြော့ညံ့သူနဲ့စိတ်ဓာတ်ကြံ့ခိုင်သူရဲ့အရေးချင်းတွေဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုမြတ်စွာဘုရားရှင်းပြနောက်တစ်ခုကဘာလို့ဆိုရင်စိတ်ဓာတ်ပြော့ညံ့မှုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတစ်ခုကဘာလို့ဆိုရင်ကုတိတာအပြင်းထူခြင်းပဲအပြင်းထူတယ်နော်အိပ်မိရင်လည်းမထတော့ထိုင်မိရင်လည်းမထတော့အပြင်းထူဆိုတာဟာဘယ်နေရာတက်တက်တာတာနေရပါမလဲဆိုတာအပြင်းထူတက်တက်ကြွကြွလုံးရမယ့်ကိစ္စတွေကိုမလုပ်ဘူးထိုင်မိရင်မထတော့ဘူးအိပ်မိရင်လည်းမထတော့ဘူးဆိုတဲ့အပြင်းထူတဲ့ပုဂ္ဂိုလ်မျိုးအတွေးနဲ့တည်းမဲ့အချိန်ဖြုံးနေတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒါကိုအပြင်းထူသူလို့ဒီလိုပြောတာနော်အပြင်းထူတဲ့ပုဂ္ဂိုလ်ဆိုတဲ့စကားလုံးကိုကုတိတလို့ခေါ်တယ်ကုတိတဆိုတာရုပ်ပြည့်ဆင်းပြည့်နဲ့မြုပ်သွားတဲ့ပုဂ္ဂိုလ်လို့ဒီလိုအဓိပ္ပာယ်ရတယ်လူလောကလူအတိုင်းဝိုင်းထဲမှာအပြင်းထူတဲ့လူဟာဘယ်တော့မှပေါ်လာမှာမဟုတ်ဘူးမြုပ်သွားမှာပဲနော်သူဟာလူသိထင်ရှားဘဝရောက်လာမှာမဟုတ်ဘူးအောက်တန်းနောက်တန်းရောက်ပြီးတော့နောက်ဆုံးမှာလူတွေအတိုင်းဝိုင်းကနေမြုပ်ွယ်သွားနိုင်တယ်ပေါ့ပျောက်ွယ်သွားနိုင်တယ်ခြေထဲမှာဆုံးမြုပ်သွားသလိုပြင်းရတဲ့ပုဂ္ဂိုလ်ကလည်းလူလောကမှာထက်တန်းကိုရောက်လာမှာမဟုတ်ဘူးမြုပ်သွားနိုင်တယ်အဲ့ဒီပြင်းရမှုဟာလည်းပဲစိတ်ဓာတ်ပြော့ညံ့ခြင်းအကြောင်းတစ်ခုပဲကိုယ့်ကိုအားပေးရပြင်းနေတော့မဖြစ်ဘူးဆိုတာမပြင်းအောင်ကိုယ့်ကိုအပြင်းကိုနှိမ်နှင်းပေးရဒီလိုဆိုတာပေါ့နော်ရှေးကဆရာတော်ကြီးတွေကဆုံးမတယ်ပြင်းရင်ဖြင်းလိုက်ပဲဆိုတာနော်ပြင်းရင်ဖြင်းလိုက်ပဲတချို့ကြတော့နောက်ကပြင်းငနဲ့ချတာတော့ပါသေးတယ်နော်ပြင်းတယ်ဖြင်းတယ်ပြင်းငနဲ့ဆိုရိုက်ခန့်အဲ့ဒါလိုတွေဖြစ်တတ်တယ်ဒါကြောင့်မို့လို့အပြင်းရဲ့နောက်မှာအဖြင်းရောက်တတ်တယ်ပေါ့ပြင်းရခြင်းဟာစိတ်ဓာတ်ပြော့ညံ့မှုတွေမကောင်းတဲ့အလားအလာတစ်ခုဖြစ်ပေါ်စေတယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့
အပြင်းထူသူမဖြစ်စေရဘူးတဲ့နောက်ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက်ကတော့ဘာတွေလိုအပ်တုံးဆိုရင်တတ္ထယုံကြည်သူကိုယ်ဘဝကိုအားကိုးသူယုံကြည်သူဖြစ်ရတတ္ထဆိုတာကောင်းတဲ့အလုပ်လုပ်ဖို့တွေစိတ်ဝင်စားတယ်ယုံကြည်တယ်ထက်ထက်မြက်မြက်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုတယ်တတ္ထလို့တင်လှုပ်ထိုက်တဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးတော့လုပ်ဖို့စိတ်ဝင်စားတယ်အလုပ်ကိုစိတ်ဝင်စားတယ်ကုသိုလ်ရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်သီလကျင့်စဉ်တွေကျင့်ဖို့စိတ်ဝင်စားတယ်သမာဓိထူထောင်ဖို့စိတ်ဝင်စားတယ်အသိပညာတွေတိုးတက်ဖို့စိတ်ဝင်စားတယ်ဆိုတဲ့တတ္တဆိုကိုယ့်ကိုယုံကြည်တဲ့ confidence ဆိုတဲ့တရားဆွမ်းအားတွေနဲ့ပြည့်စုံမှုလိုအပ်တယ်အဲ့ဒီကိုယ့်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်မယ်ဒါမို့ကိုယ့်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့တရားဆွမ်းအားတွေကိုယ်တဏ္ဍာမှာမြင့်တင်ပေးဖို့လိုအပ်တယ်လို့ဒီလိုဆိုတာပေါ့ဟောနောက်တစ်ခုကျတော့စိတ်ဓာတ်ပြောညံ့သွားတဲ့ပုဂ္ဂိုလ်တွေကဘာလို့ပြောညံ့သွားတော့ဟိနဝိရိယကျိုးစားအထုမှုတွေကိုလုံးဝစွန့်ပယ်ထားဟိနဝိရိယဝိရိယဆိုတဲ့စွမ်းဆောင်မှုသူ့မှာလုံးဝကိုမရှိဘူးကြီးပွားခြင်းစိတ်လည်းမရှိဘူးတိုးတက်ခြင်းနဲ့စိတ်လည်းမရှိဘူးတတ်တာသလိုနေပြီးတော့နေတဲ့ပုဂ္ဂိုလ်မျိုး950ဇာတ်ထဲမှာရာဇဂုံဘဆိုတဲ့လူတယောက်ရဲ့အပြင်းကတော့စံချိန်ကျိုးအောင်ပြင်းတယ်နော်ဒီနေ့မှပက်ကြည့်လောက်တော့မသွားဘူးတဲ့တောထဲမှာအဲ့ဒါသွားနေတာတရွေ့ချင်းလေးရွေ့နေတဲ့ပုဂ္ဂိုလ်မျိုးအမေသူကလည်းသူ့အတွေးနဲ့သူပဲမင်းဒီလောက်ပြင်းလို့တောထဲမှာအခုလိုဒီစံချိန်နှုံးနဲ့သွားနေလို့ရှိရင်တောမိလောင်လာရင်ဘယ်လိုလုပ်မလို့ဘေးကလူတွေကတက်တက်လက်လက်မြန်မြန်သွားမှာပေါ့ဒီပုံစံနဲ့ဆိုရင်ဘယ်လိုလုပ်မလို့ဆိုရင်သူကပြောတယ်မပူနဲ့ကိုလူတဲ့လူဆိုတာခံရှိတယ်ပေါ့တောမိလောင်တဲ့အခါမှာအနိဗ္ဗာန်မှာ6ကဘာရှိရင်အဲ့ထဲပဲလှိမ့်ချလိုက်ပဲတဲ့သူ့အတွေ့နော်အဲ့ဒီလိုပဲအပြင်းစံချိန်ချိုးတဲ့ပုဂ္ဂိုလ်မျိုးလုံလဝိရိယလုံးဝမထုတ်ဘူးတဲ့လုံလဝိရိယမထုတ်တဲ့ပုဂ္ဂိုလ်ဟာပြောညံ့တဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်တယ်လူဘဝမှာအထက်တန်းကိုရောက်မလာဘူးစီးပွားရေးဘက်မှာလည်းအထက်တန်းမရောက်ဘူးပညာရေးမှာလည်းအထက်တန်းမရောက်ဘူးလူမှုရေးမှာလည်းအထက်တန်းမရောက်ဘူးနိုင်ငံရေးမှာလည်းအထက်တန်းမရောက်ဘူးဘယ်နေရာမှအထက်တန်းမရောက်လာဘူးပြောညံ့သွားတဲ့ပုဂ္ဂိုလ်တရားဒီလိုဆိုတာပေါ့နော်ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ကြတော့ဘာကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုရတယ်လဲဆိုရင်သူကြတတ္ထံအာရထဝိရိယံတဲ့ဝိရိယကိုလုံးဝမြင့်တင်ထားဘယ်တော့ဖြစ်ဖြစ်သူက active ဖြစ်တယ်မနေမနာစ조사အထုတ်တယ်သူများနဲ့မတူဘူးလုပ်ငန်းကိန်းတာတွေနဲ့ပတ်သက်ပြီးလုံလရှိတယ်ဇွဲရှိတယ်ဇွဲဆိုတာစီဆွဲသက်မြဲမြဲလုပ်တာကိုပြောတာဇွဲရှိတယ်ဟာလှုပ်နောက်မဆုတ်ဘူးအောင်မြင်သည်ထီအောင်ကြိုးပမ်းတယ်ကဘာမှာထင်ရှားကြော်ကြားသွားတဲ့ပုဂ္ဂိုလ်တွေဟာဇွဲလုံးလားကောင်းတဲ့ပုဂ္ဂိုလ်တွေတာဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ဘုရားဖြစ်သူရောက်သွားတာဇွဲလုံးလားကြောင့်ရောက်သွားတာပဲဒါကြောင့်မို့မြန်မာစကားမှာရှိတယ်လေနော်ဒီဝီရိယရှိရင်ဘုရားတောင်ဖြစ်တယ်လို့ဆိုတာပဲကြိုးစားကဘုရားဖြစ်တယ်ကြိုးစားနိုင်ရင်ဘုရားဖြစ်တာပဲအဲ့ဒါကြောင့်မို့လို့လုံလဝိရိယရှိပြီးလုံလဝိရိယထက်သန်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာသူကစိတ်ဓာတ်ကြံ့ခိုင်မှုကိုရရှိစေတတ်တဲ့ပုဂ္ဂိုလ်တူဖြစ်လာတယ်။အလုံးချုံငုံပြီးတော့မြတ်စွာဘုရားကနှိုင်းရှင်ပြီးတော့တစ်ခုစီဟောသွားလိုက်တာ။ကောင်းပြီစိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်ရဲ့အဆုံးသတ်ကဘာဖြစ်လဲ။စိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ရဲ့အဆုံးသတ်ကဘာဖြစ်လဲဆိုအဆုံးသတ်ခြင်းမတူဘူးလေ။စိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ဥပမာတူတော့ဆိုရင်တံဝေပတတိမာရောဝါတော်ရုက္ခံဝဒုပ္ပလံမြစ်ကဘာမှာပေါက်တဲ့သစ်ပင်ရေတိုက်စားလို့အမြစ်တွေကလည်းပေါ်နေပြီရေကဘာမှာရေကလည်းတိုက်စားတယ်ကဘာကလည်းပြိုးနေတယ်လေလေးမတို့လိုက်နဲ့ဝုန်းဆိုပြိုကျသွားမှာပဲလေစိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်တောင်းဟာလောကရန်မုံတိုင်းလေးနည်းနည်းလေးနဲ့မတို့လိုက်နဲ့ပြိုလဲသွားမှာပဲဟောစိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်ဟာ
အားမရှိတဲ့တစ်ပင်တစ်ပင်ဟာလေလေးတိုးလိုက်တာလည်းပဲလဲကျသွားသလိုအမြင့်ထောင်ပြီးတော့လဲသွားသလိုပျက်စီးခြင်းနဲ့ပဲကြုံရမယ်လို့မြတ်စွာဘုရားစိတ်ဓာတ်ပြော့ညံ့တဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတစ်ခုဖော်ပြပြီးတော့ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုအခြေအနေရှိတော့ဆိုရင်နော်စိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ကြတော့ဘာလဲတံဝေနပတဟတိမာရောစัจ jin ဘက်တွေကဘယ်လို့မှမလွှမ်းမိုးနိုင်ဘူးတဲ့ဝါတောသေလံဝပပတံတာမန်တိုက်တဲ့လေလေးဟာကြောက်တောင်ကြီးကိုရွှေရှားဖို့မပြောနဲ့လှုပ်တော့မလှုပ်နိုင်ဘူးလှုပ်အောင်မလှုပ်နိုင်ဘူးအမတန်ပြင်းထန်တဲ့မုန်တိုင်းကြီးတွေဟာလည်းပဲကြောက်တောင်လေးကိုရွှေရှားဖို့မပြောနဲ့လှုပ်တော့လှုပ်အောင်မလှုပ်နိုင်ဘူးကြောက်တောင်ကြီးကဲ့သို့ကြမ်းခိုင်ပြီးတော့အရာရာမှာအောင်မြင်မှုတရဖူဆောင်းနိုင်တယ်လို့ဟောဒီဒေသနာတော်ဟာဒီလိုဆုံးမလို့ရင်ဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့စိတ်ဓာတ်ပြော့ညံ့သူနဲ့စိတ်ဓာတ်ကြံ့ခိုင်သူဆိုတဲ့ပုဂ္ဂိုလ်နှစ်ဦးရဲ့အခြေအနေတွေကိုလေ့လာမှတ်သားပြီးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အတိုင်းစိတ်ဓာတ်ကြံ့ခိုင်သူဖြစ်အောင်တို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းကိုယ်ဘဝကိုမြင့်တက်နိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရတတ္တဝါများစွာဟေးရန်กว่าသန္တာကြပါစေတတ္တဝါများစွာဟေးရန်กว่าသန္တာကြပါစေမေတ္တာရေချမ်းဘုံကဖြံဝိဉ္ဇံကြပါစေမေတ္တာရေချမ်းဘုံကဖြံဝိဉ္ဇံကြပါစေအရှိချမ်းသာစိတ်ချမ်းသာဒုရဆန္ဒပြည့်ပါစေအရှိချမ်းသာချမ်းသာဒုရဆန္ဒပြည့်ပါစေဘုံလန္တဒုက္ခပင်္ဂစာမေတ္တပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းစုံရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏